တခင်ယေရှုခရစ်တော်နာမ၌အားလုံးပဲမင်္ဂလာပါယနေ့နားဆင်ခွန်အားယူရမယ့်နှုတ်ကပတ်တော်ကတော့ရှမဿဲခရစ်ဝင်အခန်းကြီး2ဖြစ်ပါတယ်ရှမဿဲခရစ်ဝင်အခန်းကြီး2ယူဒပြည်ဗက်လင်မြို့၌ဟေရုမင်းကြီးလက်ထက်ယေရှုသည်ဖွားမြင်ခြင်းကိုခံတော်မူပြီးမှမာကုပညာရှိတို့သည်အရှိပြည်ကယေရုရှလင်မြို့သို့ရောက်လာကြလျှင်ယခုဖွားမြင်သောယူဒရှင်ဘုရင်သည်အဘယ်မှရှိတော်မူသနည်းအရှိပြည်၌သူဤကျဲကိုငါတို့မြင်ရသည်ဖြစ်၍ဖူးတွေ့ပူဇော်ခြင်းငါရောက်လာပြီဟုမေးမြန်းပြောဆိုကြ၏ထိုစကားကိုကြားလျှင်ဟေရုမင်းကြီးသည်ယေရုရှလင်မြို့သူမြို့သားအပေါင်းတို့နှင့်တကွစိတ်ပူပန်ခြင်းသို့ရောက်သည်ဖြင့်ယေဘရဟိအကြီးတို့နှင့်လူတို့တွင်ကြံပြုเสียရှိသမျှတို့ကိုစုဝေးစေ၍ခရစ်တော်ကိုအဘယ်ရက်မှဖွားမြင်လိမ့်မည်နည်းဟုမေးမြန်းတော်မူ၏ထိုဆရာတို့ကလည်းပရောဖက်တူရေးထားသောအချက်ဟုမူကားအိုယူဒပြည်ဗက်လင်မြို့အစိုးရသောယူဒမြို့တို့တွင်တင်သည်မြို့ငယ်မြို့ယုံမဟုတ်အကြောင်းမူကားငါဤလူစုဤဒီလာအမျိုးကိုအုပ်စိုးရသောသခင်သည်တင်ဤအထဲမှပေါ်ထွန်းလက်တံဟုကျမ်းလာရှိပါ၏ထိုကြောင့်ယူဒပြည်ဗက်လင်မြို့၌ခရစ်တော်ကိုဖွားမြင်ရပါမည်ဟုမင်းကြီးအားပြန်ကြားလျှောက်ထားကြ၏ထိုအခါဟေရုမင်းကြီးသည်မာကုပညာရှိတို့ကိုမထင်မရှားခေါ်၍ကျဲပေါ်ထွန်းသောအချိန်ကာလကိုစစ်စစ်မေးမြန်းပြီးမှတင်တို့သွား၍ထိုတငယ်ကိုကြိုးစားရှာကြပါတွေ့လျင်ငါထံသို့ပြန်လာ၍ငါလည်းထိုတငယ်ကိုဖူးတွေ့ပူဇော်ရအောင်ကြားပြောကြပါဟုမှားထားတော်မူလျက်ဗက်လင်မြို့သို့ဆေလွတ်လေ၏ထိုသူတို့သည်မင်းကြီးစကားကိုနာခံပြီးလျင်ထွက်သွားကြ၍အရှိပြည်၌မြင်ရသောကျဲသည်သူတို့ရှေ့ကသွားသည်ဖြင့်သူငယ်တော်ရှိရာအရက်အပေါ်သို့ရောက်၍တီးလျက်နေ၏ထိုကျဲကိုမြင်ပြန်သောအခါအလွန်ဝမ်းမြောက်ဝမ်းသာခြင်းရှိ၍အိမ်သို့ဝင်လေသောမေတော်မာရိနှင့်တကွသူငယ်တော်ကိုတွေ့မြင်လေပြုတ်ဝတ်ကိုးကွယ်၍မိမိတို့ဗန္ဒာဥစ္စာတို့ကိုဖွင့်ပြီးမှလောဘနှင့်မှုရန်တည်းဟူသောနန္တာမျိုးကို၎င်းရွှေကို၎င်းဆက်ကပ်ပူဇော်ကြ၏နောက်မှဟေရုမင်းကြီးထံသို့မပြန်ရမည်အကြောင်းအိမ်မက်တွင်ဗျာဒိတ်တော်ကိုရ၍မိမိတို့ပြည်သို့အခြားသောလမ်းဖြင့်ပြန်သွားကြ၏ထိုသူတို့သွားကြသည့်နောက်ယောသတ်သည်အိမ်မက်ကိုမြင်သည်မှာထာဝရဘုရား၏ကောင်းကင်တမန်သည်ထင်ရှား၍တင်ထလော့မေတော်နှင့်သူငယ်တော်ကိုစောင့်ယူပြီးလျှင်အေဂုတ္တုပြည်သို့ပြေး၍တဖန်ငါပြောဆိုသည့်တိုင်အောင်ထိုပြည်၌နေလော့ဟေရုမင်းကြီးသည်သူငယ်တော်ကိုတတ်အံ့သောငါရှာလိမ့်မည်ဟုဆိုလေ၏ထိုအခါယောသတ်သည်ထ၍မေတော်နှင့်သူငယ်တော်ကိုညအချိန်၌ဆောင်ယူပြီးလျှင်အေဂုတ္တုပြည်သို့ထွက်သွား၍ဟေရုမင်းကြီးအနိစ္စရောက်သည့်တိုင်အောင်ထိုပြည်၌နေလေ၏ဤအကြောင်းအရာကငါသားအေဂုတ္တုပြည်မှငါခေါ်ခဲ့ပြီဟုထာဝရဘုရားသည်ပရောဖက်ဖြစ်ထားတော်မူသောဗျာဒိတ်တော်ပြည့်စုံမည်အကြောင်းတည်းထိုအခါဟေရုမင်းကြီးသည်မာကုပညာရှိတို့လှည့်ဖျားသည်ကိုသိလျှင်ပြင်းစွာအမျက်ထွက်၍လူကိုစေလွတ်သည်ဖြင့်မာကုပညာရှိတို့၌စစ်စစ်မေးမြန်းပြီးသောကျေဤအချင်းကာလကိုထောက်၍ဗက်လင်မြို့မှစသောကြီးလက်ရှိသည်များတို့၌နှစ်အရွယ်မှစ၍ထိုအရွယ်အောက်ရုပ်သောသူငယ်ယောက်ျားအပေါင်းတို့ကိုတတ်စေ၏ပရောဖက်ယေရမိဟောဘူးသည်ကရာမအရ၌တဲစွာသောညီးတွားငိုကြွေးမိရန်ခြင်းအတန်ကိုကြားရ၍ရာခီလသည်မိမိသားတို့မရှိသောကြောင့်ငို၍စိတ်မပြေနိုင်ဟုသောစကားသည်ထိုအခါ၌အမှန်ကြသည်ဟေရုမင်းကြီးအနိစ္စရောက်သည့်နောက်ယောသတ်သည်အေဂုတ္တုပြည်၌အိမ်မက်ကိုမြင်ပြန်သည်မှာထာဝရဘုရား၏ကောင်းကင်တမန်သည်ထင်ရှား၍တင်ထလော့မေတော်နှင့်သူငယ်တော်ကိုဆောင်ယူပြီးလျှင်ဣတိယေလတိုင်းသို့သွားလော့သူငယ်တော်ကိုတတ်အံ့သောငါရှာသောသူတို့သည်တေကြပြီဟုဆိုလေ၏ထိုအခါယောသတ်သည်ထ၍မေတော်နှင့်သူငယ်တော်ကိုဆောင်ယူပြီးလျှင်ဣတိယေလတိုင်းသို့သွား၍ရောက်သည်ရှိသောဟေရုမင်းကြီး၏အရာ၌သားတော်အာခိလသည်ယူဒပြည်တွင်မင်းပြုကြောင်းကိုကြားရလေထိုပြည်သို့မသွားဝန်း၍အိမ်မက်၌ဗျာဒိတ်တော်ကိုရပြန်ပြီးမှဂါလိလဲပြည်သို့သွား၍ခရစ်တော်ကိုနာဇရက်လူဟုခေါ်ဝေါ်ကြလက်တံဟုသောပရောဖက်တို့၏နှုတ်ထွက်နှင့်အညီနာဇရက်အမည်ရှိသောမြို့သို့ရောက်၍အမြဲနေလေ၏အလုံးပေါ်မှာဖျက်ရှင်ကောင်းချီးပေးပါစေ